အနန္တ၅ပါးကိုရှ िख ိုးပါ၏ဖေယအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဒီနေ့ဟောမဲ့ဇတ်တော်ကတော့အမှောင်ဘဝသူ့နောင်တာမြင်းချောင်မှာဘုန်းကြီးတို့ကနဲ့စိန်ရဲ့ဝင်းဘိုတို့ရဲ့ရွှေနန်းတင်တို့အဲ့ဒီတုန်းကမင်းသားတွေနဲ့အပြိုင်မျက်နှာချင်းဆိုင်ပြီးတော့ဇတ်ယုံကြီးနဲ့ကတ်ဟောခဲ့တဲ့ဇတ်ထုတ်ဖြစ်ငိုရတယ်ပေါ့နောက်ပိုင်းတော့ကြည့်ရှုလို့ရမှာပေါ့လေဒီတော့ကောင်းပြီဒီဇလန်းကဘယ်သူကိုအမှောင်ဘဝဆိုတာတုံးလို့ဆိုတော့မောင်တန်ရောစဖြစ်တန်ရောစနဲ့မေတုတဆိုတာအကျင့်လင်မရမောင်တန်ရောစသည်ဂရေ40သောပစ္စည်းတွေချမ်းသာပါတော့လဲမြေကြီးတဲကိုမြုပ်မရအတိမပေးဒီလိုနဲ့နေလာလိုက်တာသားလေးတယောက်ဖွားမြောက်သားလည်းအတိမပေးမရလည်းအတိမပေးဘာစိတ်ကူးနဲ့မရနဲ့သားအတိမပေးပဲနဲ့မြုပ်ထားတယ်တော့မသိဘူးဒီသားလေးအရွယ်ရောက်လာတော့လဲရှင်းမပြုဒီကလေး40ပစ္စည်းတွေနဲ့တန်ခါ100 1000ဆွမ်းကတ်နိုင်တော့လဲမကတ်ခဲ့တန်ခါဒါနဆွမ်းကြီးလောင်းနိုင်တော့လဲမလောင်းခဲ့ကျောင်းကြီးကန်ကြီးတွေဆောက်ပြီးတော့ကျောင်းတကားအဖြစ်နဲ့လှူဒန်းနိုင်တော့လဲမလှူဒန်းခဲ့ကုသိုလ်ဒါနသူဘာမှမပြုဘာဖြစ်လို့မပြုတာလဲမစ္ဆေရလောဘနှမျောတယ်ဝန်တိုတယ်မိမိပစ္စည်းတွေကိုဒီလိုနှမျောဝန်တိုပြီးတော့လာခဲ့တဲ့တန်ရောစားတရားတရားမရှိပြီဆိုရင်တိမ့်တန်းကြရီချီပြီးတော့ချမ်းသာတော့လေလှူနိုင်သေးပါတရားတရားရှိလို့လှူပြန်ပါတော့လေလှူဒန်းကျင်ပါတော့လေဝတ္ထုပစ္စည်းမရှိရင်ငါးပြားတစ်စီတောင်မလှူနိုင်ဒါကြောင့်စေရနာတရားတရားသည်အင်မတန်အရေးကြီးပါသဖြင့်လှူစရာမရှားဘူးစေရနာရှားတယ်မှန်ရလားပြိဿကြီးစေရနာရှားပြီဆိုတော့ခမည်းတော်ကြားဘူးမှာပါဟိုငရုတ်ကြွေရံပေးကြောင်ကိုရင်လေးထွက်ပြေးရတာလေတခါကြီးတယောက်ကကိုရင်လေးလမ်းတွေ့တော့အိမ်ကိုပင့်သွားကိုရင်ကြွပါဗျထိုင်ကိုတော့ဖြစ်နေစဉ်တပြီးတော့လောင်းမအိမ်ရောက်တော့ဟေးတော်ကြီးငါကိုရင်လေးတော့ထိုင်ကိုတော့ဖြစ်ပင့်လာတယ်နေစဉ်ဆွန့်ချက်ပြီးတော့လောင်းမိမကြီးကလည်းပဲဟိုယောက်ျားကြီးရှေ့ကြတော့ပြောရဘူးပေါ့လောင်းမတော့လောင်းမတော့မိမကြီးကညီးခက်တယ်ယောက်ျားဆိုတဲ့လူမျိုးကသူတို့ချက်ရပြုတ်ရတာမဟုတ်ဘူးမီးမိုးကြောင့်ချက်ရေးပြုတ်ရေးကိုသူတို့လွယ်တယ်ထင်လို့ငါမတော့ချက်လိုက်ရတာတမနဲ့စာလို့စားသူမှကောင်းတော့လဲထောင်းသူမှညောင်းလာတယ်ဆိုသလိုနေ့စဉ်နဲ့အမျှကိုယ်အိမ်ကိုဖြစ်တယ်လို့စားလို့ရတယ်ထိုင်ကိုယ်တော်တစ်ပါးရှိတယ်ဆိုရင်ဖြစ်တယ်လို့စားလို့မရတော့ဘူးခက်တယ်ဒီကိစ္စညီးညူးနေတော့ကိုရင်လေးကြွဒကမာကြီးကလည်းငရုတ်ပြီးထောင်းရောမျက်စီတဲ့ငရုတ်စီဝင်သွားမလေးတော့ဒီအစီနဲ့မျက်လုံးထဲမှာဝင်ပါပြီမျက်စီပို့မျက်ရည်တွေကကြာလာဟောဒကမာကြီးဖေဟာဒကမာကြီးမျက်ရည်တွေနဲ့ဘယ်လိုဖြစ်တာတော့မပြောပါနဲ့ကိုရင်တကာကြီးပေါ့ဘာလို့လို့ဒကမာကြီးရဲ့ကိုရင်တခါကြီးကဟောဒီငရုတ်ကြွေးနဲ့ရိုက်လို့ခေါင်းခိုက်ဆိုင်ကြနေပါတယ်ခင်ဗျညံထွင်လိုက်တာပေါ့လေမိမများညံတော်ကောင်းတယ်ဘုရားကမိမပြောတာပါကျုပ်တရားပွဲတွေကမိမတွေမဟုတ်ပါကိုရင်
တကာကြီးကငရုတ်ကျွေးနဲ့ရိုက်လို့ခေါင်းကချိုက်ကြသွားတယ်ဒကမကြီးရဲ့တကာကြီးကြည့်ရတဲ့သဘောကောင်းပါတယ်ဒီလိုဟုတ်မထင်ပါဘူးမလီကိုရင်တကာကြီးကဟောဗဇက်ကတော့ပြားတကားဝင်းနဲ့ခါတမအပေါ်ရရွှေမုံကျဲတော်လေအထက်ကရွှေရုံခန်းကိုရင်ရဲ့ကိုရင်တကာကြီးကလေလူရိုးစိတ်တို့ဟောဒီငရုတ်ကျွေးသာသူ့လက်ထဲရောက်ရင်ကိုရင်သောဦးစင်းသောလူသောမိန်းမသောဖေမေသောဘုမောင်ရှောင်မှုဗျာကိုရင်လေးကခေါင်းတဆတ်ဆတ်ရိတ်ဟုတ်မှာလူရိုးစိတ်တူဆိုတော့လေငရုတ်ကျွေးလက်ထဲရောက်ဘုမောင်ရှောင်မှုဟုတ်မှာနဲ့ပြန်သွားကိုရင်လေးလည်းပြန်ကြွသွားရောပြန်လာပြီတကားကြီးဘယ်နဲ့တော့ငါကိုရင်လေးကြွမလာဘူးလားလာပါတော့ကိုရင်အကြောင်းမမေးပါနဲ့ဟာဘာဖြစ်လို့တော့ဘာပြောလို့ရမလဲတော့ကိုရင်နဲ့ကြံကြံဖန်ဖန်သူ့ဘာသုံးချမဲ့အတိုင်းပဲဒီငရုတ်ကျွေးလေးတစ်ချောင်းရှိတာအလူခံနေတော့နင်းနဲ့ဟာလှုပ်လိုက်ပြီးရောအိုးတော့နဲ့တစ်ချောင်းရှိတာထောင်းရက်ကြီးတော့ငရုတ်သီးမညက်လို့ရှိရင်အလွန်ဆူတာဒါကြောင့်ကျုပ်ကလည်းပြောလိုက်တယ်ကိုရင်တကာကြီးကငရုတ်သီးများမညက်လို့ရှိရင်ကိုရင်တကာကြီးကအစီမကြေရင်အလွန်ဆူတာဒါကြောင့်ကျုပ်ငရုတ်သီးညက်အောင်ထောင်းမရစီအိုပြီးတော့မှလှူတာပေါ့ထောင်းစဲမို့ပါကိုရင်ရဲ့လို့ပြောတာမရဘူးအဲ့ဒါစိတ်ကောက်ပြီးပြန်ကြွသွားတယ်တော့ကြံဖန်ဖန်ငရုတ်ကျွေးမှလူချင်းမိုက်ပါဟာနင့်နဲ့ငရုတ်ကျွေးထလှုပ်ရတဲ့ကိစ္စကြီးလှုပ်လိုက်ပြီးရောပေးငါလိုက်လှူမယ်ငရုတ်ကျွေးနဲ့လိုက်ကိုရင်ဖေကိုရင်နဲ့လှည့်ကြည့်တခါကျငရုတ်ကျွေးပြမဖြစ်ဘူးငါတော်တော့မှာဒကမကြီးကပြောတယ်ငရုတ်ကျွေးလက်ထမ်းရင်ကိုရင်သောဦးစင်းသောမိန်းမသောဖေမေသောမရှောင်ဘူးတဲ့တိုက်တော့မှာကိုရင်ကပြေးကိုရင်ဖေရပါအောင်ဖေငရုတ်ကျွေးပြလေကိုရင်လေးကပြေးလေဒါကြောင့်တရားနာပိဋကသရတရားမရှိပြီဆိုရင်လေအဲ့ဒီငရုတ်ကျွေးရံပေးကြောင့်ကိုရင်လေးတောင်ထွက်ပြေးရဘူးတဲ့သရတရားမရှိတဲ့လူဟာဒီတိုင်းပဲအခုတော့တရားနာပိဋကကြီးမောင်တန်ရောစာသည်ဌာနမရှိသီလမရှိဘာဝနာကနတ္ထိကုသိုလ်ကောင်းမှုကိုမပြုဘဲနဲ့ပစ္စည်းတွေမြုပ်နှံထားပြီးတော့မောင်တန်ရောစာယောဂတစ်ခုဝင်လာတယ်နှမျောတဲ့လူဆိုတော့သေမဲ့ယောဂနဲ့တူပါရဲ့ဝင်လာရောနှမရဲ့နှမတုတ္တလို့ခေါ်လိုက်တော့ဘာလို့ကိုယ်တန်ရောစားလဲနာစမ်းမအိုကွယ်ငါနေရတော့မှမဟုတ်ပါဘူးဟိုကိုယ်တန်ရောစားနမိတ်မရှိတာဒီမပြောပါနဲ့တော့ကျုပ်စိတ်မကောင်းဘူးမင်းစိတ်မကောင်းမိမယ်လို့ငါယောဂမသက်သာဘူးနှမရဲ့မောင်ကြီးဒီတောင်ကကြော်တော့မှမဟုတ်ပါဘူးကိုယ်တန်ရောစားစကားပြောလို့မောနေပါမယ်တော့တတိချပြောပါတော့မသေးကြပါဘူးကိုတန်ရောစာတော့မသေးရဘူးတော်ယောဂကြီးပြောက်အောင်ကျုပ်ဆရာကြီးခေါ်ပြီးတော့ကုမယ်မင်းကုလို့မရပါဘူးကွယ်မောင်ကြီးမနေရပါဘူးตาလေးရောตาလေးပဲသွားတော့ကွယ်ကိုတန်ရောစာတော့ตาလေးကစားနေတယ်လေခေါ်ပေးစမ်းပါကွယ်ငါသားလေးကိုခေါ်ပေးပါအိုးမိမလုပ်တဲ့လူပြင်မဲ့ထွက်ပါဟုတ်ကဲ့ကျုပ်ခေါ်ပေးဘာရဲ့လူလေးတန်ရောစာအလီဟုတ်ပါဘယ်နဲ့လင်းပြန်ခေါ်နာတော့ကလေးနာမမပေးပြီးတော့ခက်နေတာဗောပေးတာကြီးကလေးနာမပေးပြီဗလားဘယ်နဲ့လုပ်ပေးကြဒီကလေးနာမဘယ်နဲ့လုပ်ပေးကြဒီကလေးနာမည်ဘယ်နဲ့လုပ်ပေးအာလူဖုတ်တော့မဖုတ်လိုက်ပါနဲ့ကွာကလေးကိုအမေလို့သူကသားရဲ့လူကလေးလို့လှမ်းပြီးတော့ခွန်လိုက်ကန်နေတဲ့ကလေးအဖေလို့သူကကလေးကိုရှင်မပြုတ်ရဘဲနဲ့သေသွားမှာကိုပြိဿရှင်မပြုတ်ရဘဲနဲ့သေသွားမှာဆိုတော့သားကလေးကိုသေကန်ကြီးကြမှာရှင်ပြုတ်ခြင်းဘာရဲ့
လူကလေးလို့ခေါ်လိုက်တော့ကလေးကဗျာမေမေဆိုပြီးအပြေးကလေးလာလူလေးလာပါကွယ်မင်းဖေဖေကမင်းကြည့်ကြလို့တဲ့ကလေးကနောက်ကအမေနောက်ကအိုးတော်ပြီကြုတ်ကြောက်တယ်မကြောက်ပါနဲ့သားရဲ့လာချစ်တို့ဟာသားရဲ့ဟောလူလေးမင်းအဖေကြောက်တာလားအေးလေကြောက်မှာမင်းအဖေကြောက်တာလားအေးလေကြောက်မှာပေါ့မသေးခင်မตายရုပ်ပေါက်နေတဲ့အဖေကိုตายရဲ့မင်းမျက်နှာလေးအဖေကြည့်ချင်လို့လာဆောင်ပါဦးတော်ပြီဗျာကြောက်တယ်မဟုတ်ပါဘူးตายရဲ့ရှေ့တို့မှာตายရဲ့အမေလို့သူကကလေးခေါ်ပြီးသူ့အဖေပါပို့ပြီးတော့လူလေးငါသားကိုအဖေသေးကနီးကြမှာရှင်ပြုတ်ခြင်းနေတယ်အဖေလေမသေးခင်ကာလကျင်ပြုတ်ကိုစိတ်ကူးမရဘူးငါသားကြီးကိုအဖေရှင်ပြုတ်ကိုစိတ်ကူးမရအကယ်၍များအဖေမသေးလို့ကြမ်းမာရဆိုရင်မင်းကိုရှင်ပြုတ်မယ်မြင်းစီရွှေထီးကြီးဆောင်းလို့ငါသားကိုအဖေရှင်ပြုတ်မယ်ဒါပေမဲ့လို့အဖေယောဂကသေရတော့မှရှင်မပြုတ်နိုင်တော့ပါဘူးသားရဲ့လူကလေးငါသားကိုလေရှင်မပြုတ်ရပေမဲ့လို့ကိုရင်လေးအဖြစ်နဲ့အဖေမျက်စီနဲ့မြင်နေတယ်သားရဲ့အဖေစိတ်ချမ်းသာအောင်ကိုရင်လေးလို့အဖေခေါ်မယ်နော်တကားကြီးလို့ပြန်ခေါ်မှာလားဟိုခေါ်ကြမှာဘူးလားခင်ဗျာတင်ကားဝစ်ပေးပါဆိုတော့ဝစ်မပေးပဲနဲ့ခင်ဗျာကြီးတော်ပြကြောက်ကစားကြည့်တော့မယ်ဟဲ့လူလေးအလုံးနဲ့လေမင်းဖေစိတ်ချမ်းသာခေါ်လိုက်လေခေါ်ကြမှုဗျာတင်ကားဝစ်ပေးပါဆိုတော့ဝစ်မပေးပဲနဲ့ကလေးခုမင်းဖေတင်ကားဝစ်ပေးခြင်းရှိနေတာငါတားရင်အဖေစိတ်ချမ်းသာပြောလိုက်ပါကဲခေါ်ဗျာမြန်ကျုပ်ကစားကြတားရင်မင်းအဖေမတနာဘူးလားတနာတော့ရခင်ဗျားမျက်နှာကြီးအကြောင်းပြကြီးကျုပ်သေကံနီးဆိုတာဒီတိုင်းပဲပြိတ္တာသားသမီးကတနာတဲ့ချစ်တာချစ်တယ်ရုပ်ပြက်တဲ့အဖေမိကလူမမာနာမကတ်ချင်ဘူးနော်သေကံနီးကြီးတွေကြကြကြူဆိုင်ပေါ့သေကံနီးရင်သားခေါ်ရတာနဲ့သမီးခေါ်ရတာနဲ့ဘသူကြည့်ချင်ရတာနဲ့ဟိုကသူတို့နာကတ်ချင်တာမဟုတ်ဘူးကျုပ်ငယ်တုန်းကလည်းဒီတိုင်းပဲပြောရအောင်တမောကျုပ်အဖေလေကျုပ်ကိုရင်ဘဝပျက်စီးသွားကျုပ်ကိုရင်ဘဝပျက်စီးသွားတယ်ကျုပ်ကကိုရင်လေးတွေကတရားဟောတယ်ကျုပ်ဖေကကြောင်းဘာလို့လို့တော့ဆိုဥပုသ်ဆောင်ပြီးတော့ဥပုသ်နေကြတော့ကျုပ်ဖေဝါသနာကတမျိုးဓမ္မပရတို့ဇိနထတို့တရားစာအုပ်ပြီစာဖတ်သိကောင်းဥရှိစာဖတ်ဗျာအဲကျုပ်စာဖတ်ဆိုခင်ဗျားတို့လည်းငုတ်တုတ်ထိုင်များမအိတ်ကြနဲ့ဖတ်မပြို့စာအုပ်ခဲကဇတ်ထုတ်တွေကိုရေးလဲဖတ်ရုံနဲ့မကအဓိပ္ပာယ်ရှင်းပြဘူးကျုပ်ကလည်းကိုရင်ဝစ်ပြီးရောကျုပ်တရားကျက်ထားဟိုကျွတ်တို့ဝိသခါကျောင်းအမကြီးတို့သတင်းနဲ့900ဇက်လန်းကျက်ထားတော့ကျုပ်ဖေကလေနာယောဂဖြစ်ပြီးကိုရင်ခေါ်ပေးပါကိုရင်ခေါ်ပေးပါငါတရားနာခြင်းနဲ့ငါသေတော့မှာဒါနဲ့အမေတွေအမတွေကကျုပ်ကိုခေါ်သွားကျုပ်ကဖေနာကိုထိုင်ရဲဘူးကြောက်ရောဘောပြိတ္တာပေမဲ့လူဟာပေကံကြီးကာလာဘယ်လိုမှသူတို့မျက်နှာကြည့်လို့မကောင်းပိတ်ကြောက်စရာကောင်းပါဒါနဲ့ခေါင်းရင်းထိုင်ခိုင်းကိုရင်ကျုပ်ကသေတော့မှာတရားဟောမှာကိုရင်ကျုပ်ကသေတော့မှာတရားဟောမှာကျုပ်လည်းအမင်းမျက်ရည်ကျတာကြည့်အမမျက်ရည်ကျတာကြည့်ကျုပ်လည်းမျက်ရည်ဝိုင်းကျုပ်ကြက်ထားတဲ့ဂါထာကိုစပြီးတော့ရွတ်လိုက်သီဝံပဋ္ဌိထာဘိကဝေသီဝံပဋ္ဌိတဝနာဒါနန္ဒတဗံသီလံရခိတဗံဘာဝနံဘဝေတဗာလို့ကျုပ်ရွတ်လိုက်ဂါထာလည်းရွတ်ပြီးရောလက်အုပ်ချီပြီးတော့ကျုပ်အဖေသာဓု3ကြိမ်ခေါ်2ကြိမ်ခေါ်နိုင်တယ်နောက်တစ်ကြိမ်ကြတော့မပြီးဘူးဝါပြီးတန်းပြီးအသက်ထွက်သွားဝိုင်းငိုလိုက်ကြတာအမေရောအမတွေရောကျုပ်လေပြောချင်တယ်အဖေကျုပ်ရွတ်တာပါဠိရှိသေးတယ်အနဲ့တောင်မဆုံးသေးဘူး
နဲ့ဆုံးအောင်နားထောင်ပါတော့လားတရားနာပါတော့လားလို့ကျုပ်ပြောခြင်းဘယ်ပြောနိုင်တော့ဘူးအမေတွေအမတွေငိုတော့ကျုပ်ကလဲပြီးတက်သွားလိုက်တာတပည့်ရအဲ့ဒါအဖေမေတွေကပွေပြီးတော့ကျုပ်ကရင်မော်တင်ကျုပ်ကရင်မော်ရောက်နေတော့မှအဲ့ဒီကြောင့်မှအဖေနာတရားဟောတာအဖေသေးတာငိုနေကြပြီအဲ့ဒီကြောင့်မှကျုပ်ပြီးအဲ့ဒီအချိန်ကစပြီးတော့ငါအဖေနှစ်သက်တဲ့တရားငါသားလေးကိုရင်ဘဝနဲ့တရားဟောနေတဲ့ဓမ္မကတိကလုံနေတယ်ငါအဖေဒီလိုသိသွားငါအဖေကိုကျေးဇူးဆက်တဲ့အနေအချင်းငါဓမ္မကတိကလုံမယ်လို့ကျုပ်ကိုရင်ကလေးကဒီဆုံးဖြတ်ချက်ကိုချခဲ့ဒါကြောင့်တရားဝဲကြီးပြီးတိုင်းအမေကျုပ်တရားဟောတဲ့ကုသိုလ်တွေအမျှဝေမယ်ကျောင်းကနေသာဓုခေါ်နော်ဘဝတစ်ပါးပြောင်းသွားတဲ့ဖခင်ကြီးကြာရရက်ကသာဓုခေါ်နိုင်ပါစေကျုပ်တရားဟောတဲ့ကုသိုလ်တွေကိုကျုပ်အမျှဝေပြီးဟောနေတဲ့ဘုန်းကြီးဒါကြောင့်မိဘကျေးဇူးဆက်တဲ့အနေဒီတရားကိုဟောနေပါလေအဲ့ဒါကြောင့်မို့လို့သေဂာနိကာလဆိုတာအတော်ခက်ဒီလိုပဲတရားနာသိတာသာသမီများဟာသိကြောက်တတ်ပါကျုပ်လေခုနိုင်ငံကျော်တဲ့ဓမ္မကတိကကြီးဘဝရောက်လာတော့အမေရဖြင့်ပျော်လိုက်တာပျော်ပေမဲ့လို့လေတရားဟောတဲ့အလုပ်ကြီးငါသားတရားမဟောပါနဲ့လို့လေသူမတားရဲရှာတော့အမေအသက်ကြီးပြီနော်အမေအသက်ကြီးပြီနော်ကျုပ်အမေကဒါပဲပြောရောက်ရအရက်ကမိခင်ကြီးကျမ်းမာပါစေဆုတောင်းဖုံးဆက်လို့ရတဲ့ဌာနမန္တလေးစေရနာတေးတန်သွင်းရင်တော့ကတော့တောင်းနိုင်စတိုးပေါ့လေဓာပြားရောက်တဲ့ဆိုင်တွေကျုပ်တပည့်လေးတွေထန်ကျုပ်ဖုံးလန်းလန်းဆက်အကြောင်းကားနဲ့သွားမေးစားအမေနေကောင်းရဲ့လားအမေကျမ်းမာရဲ့လားဒီလိုမေးပြီးတော့အမေကျမ်းမာလို့ကျုပ်တရားဟောနေနိုင်ပါတယ်အမေသာမကျမ်းမာဘူးဆိုရင်ဘယ်လောက်ရတဲ့ဘွယ်ကျုပ်ပြစ်ပြီးအမေထံကောင်းနဲ့ပြေးရမှာပါဗျာဒီစိတ်ဒီအာယုံကျုပ်မှာအမြဲတမ်းရှိဒါကြောင့်ကွယ်ငတ်ကြီးငယ်နှမငယ်များတရားနာတဲ့အချိန်ခါမှာဒီအတုတွေယူကြစမ်းငါတို့အကျိုးပေးနေတာဒါဟဲ့ဒီဂုံကျေးဇူးခဲ့မိဘစိတ်မချမ်းသာအောင်မိဘစိတ်ဆင်းရဲအောင်ဆရာသမားမယိုသေးရတနာသုံးပါးမရှိကရင်ငယ်ငယ်တုန်းကတို့မိဘများပြောတို့ဆရာသမားများပြောဘူးမင်းတို့တော့လေဘုံကြီးလို့တက်မရှိဘူးတက်ရှိလို့ဘုံမကြီးဘူးတဲ့ဒါကြောင့်ငတ်ကြီးငယ်နှမငယ်များလည်းအတူယူပြီးတော့အသက်ရှင်လျက်ရှိကြတဲ့မိဘများစိတ်ချမ်းသာအောင်ထားကြပါလို့ငါသတိပေးပါကြည့်ဟိုမှာတရားနာပြိဿသေဂာနိဆိုတဲ့ကြောင်းခက်တယ်သေဂာနိကာလဆိုတာကလည်းပြုံးနေတဲ့တချို့ကအသက်ကနင်းနေပြီးတော့လဲကန်နဲ့မသိနိုင်ရှာဘူးတချို့မသားလောင်းကလူစုံအောင်စောင့်ဟုတ်တယ်သေဘူးဒီထက်မသားဝေဖန်ရေးသမားလုပ်တဲ့လူကရှိသေးငါရဲ့တောင်ရှိပြီတဲ့အစာမစားတာသေဖို့ကောင်းပြီတဲ့အသက်ကပြင်းတာမသားသွားဝေဖန်ကိုတယောက်ကဆက်ပြောသေးဘယ်သေးအောင်မတုံးနဲ့ရန်ကုန်သွားတဲ့သူသားကြီးမှပြန်မရောက်သေးပဲမသားဝေဖန်နေတာလေတချို့ကလည်းလဲကန်တဲ့သေကန်ကြီးဟုတ်ပါတယ်သူတို့ပြောတဲ့အတိုင်းမသေးနိုင်ရှာဘူးငါသားလေးခေါ်ပေးပါသမီးလေးခေါ်ပေးတာသမီးတာယောက်ျားလေးကိစ္စသမီးတို့မေးစိတ်မချလဲကန်နဲ့မထွက်နိုင်ဘူးအသက်ကသေဂာနီးကြီးတွေကြုံမှာခဲ့ပါရစေသေဂာနီးကိုလန်းကိုကြည့်ပါငါတရားတွေနာခဲ့ပြီသီလဆောက်တည်ခဲ့ပြီတရားအထုတ်ခဲ့ပြီကြောင်းကံဖရာတွေအတွက်လှူခဲ့ပြီတာရှင်ပြုခဲ့ပြီလှူခဲ့ပြီကြောင်းဆောက်ခဲ့ပြီအဲ့ဒီကုသိုလ်တွေသာအာယုံပြုတ်ပြီးတော့အသက်ထွက်လိုက်ရရင်နိဗ္ဗာန်မရသေးတော့လေသူဂတိနတ်ပြည်နောက်ကတော့တန်းနေပါလေဗျာမှာခဲ့ပါရစေသေဂာနီးဇောအင်မတန်အရေးကြီးပါအရေးမကြီးဘူးလားပြိဿကြီးအရေးကြီးတာပေါ့မန္လိကာမိဖုရားကြီးကြည့်ခင်ဗျားတို့သိပါတယ်မန္လိကာမိဖုရားကြီးဆိုတာတရားနာပြိဿဟိုရှင်မင်းကောသလကလူအားကြီးလိမ်ဘူးတဲ့မန္လိကာမိဖုရားကြီးနောက်ကခွေးကလေးတစ်ကောင်ကတကောက်လိုက်မန္လိကာမိဖုရားကရေချိုးကန်းနဲ့ဝင်ပြီးတော့ခြီသလုံးကိုကုန်းပြီးတော့ရေအိုးထဲကရေကိုခတ်ပြီးခြီဆေးတော့
ခွေးကနောက်ကမသူတော်တို့ရဲ့အကျင့်ဖြင့်ကျင့်အဲ့တာကိုตายရမိမြင်းမိရှင်မယင်ကြီးကလေသာပရင်ကဟိုင်းမိမယုံကြည်စမ်းတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကတော့ဖြစ်ပါလျက်ကနေခွေးနဲ့ပြောပါမိမယုံကောသားကြီးကအော်ရအသင်ကောသလားဘယ်နဲ့ကြောင့်ငါ့ကိုမိမယုတ်ခေါ်တယ်ခေါ်တာပေါ့သင်ဒီမိမယုတ်ကြည်စမ်းမင်းပြခေါင်ကြီးဖြစ်ပြီးတော့သင်ဒီခွင်းနဲ့ပြောပါအသင်မင်းကြီးငါဒီလိုမဆိုဆွမ်းနဲ့ဒီရေချိုးကတယောက်ထဲဝင်နှစ်ယောက်ထင်ရတာငါမြင်တာမငင်းနဲ့အေးလေသင်ဝင်ကြည့်ပေါ့တယောက်ထဲဝင်တာနှစ်ယောက်ထင်ရတယ်ဒီရေချိုးကကောသလာကြီးကအားလိုက်ပုံများမိမပြောတဲ့စကားအဟုတ်မှပြီးဒီလိုကနဲ့သူကဝင်ကြည့်မိဖုရားကြီးကလေသာပရင်ကလှမ်းပြောတယ်လူရောက်ကြီးသူရောက်မှကြီးတဲ့ရှင်မရင်ဖြစ်မိဖုရား16000နဲ့နေရတော့လေသင်ဒီစိတ်မနဲ့ပြောပါတယ်မဟုတ်ဘူးနော်ငါတယောက်တည်းရဲ့အားကိုယ်တိုင်းမြင်တော့မငင်းနဲ့အမလီကောသလာကြီးကယုံတယ်ဗျာဟာဒီရေချိုးကန်းကတယောက်တည်းဝင်တာနှစ်ယောက်ထင်ရတာဟုတ်တကူတဲ့ရှင်မရင်ထဲမှာအရကအာဆုံးကတော့ကောသလာအဲ့ဒါလို့ယုံသားပြိဿရဲ့ဒီလိုရှင်မရင်ကိုသူလိမ်မိတယ်ပြိဿရှင်မရင်ကလည်းယုံတယ်ဒုတနတ်သောဆိုတဲ့အတန်ကြီးကြားရတော့ကြုတ်ခေါ်ထားတာရှိတယ်ဟိုလှလေခက်လေဆိုတဲ့တရားထဲမှာဒုတနတ်သောဆိုတဲ့အတန်ကိုကြားတော့ပုံနာများမေးတော့ရစ်နတ်ပူဇော်ရမယ်ဆိုလို့တပ္ပတတရစ်ပူဇော်ပွဲကြီးကောသလာကလူအားကြီးပြောတိုင်းယုံတတ္တဝါတွေတရားစီတတ်ဖို့သူစီစဉ်တယ်အဲ့ဒီနေရာမှာမိဖုရားကြီးကမောင်တော်ဘုရားဘာလုပ်တာလဲဟိုငါအသက်အတွက်စိုးရင်ရတယ်ဆိုလို့ဒုသနာတော်ဆိုတဲ့အတန်ကြီးကြားလို့လေချောင်းသွင်းနဲ့ရင့်နာပူတော်မူတတ္တဝါတွေတရားစီတတ်မယ်မိုက်ပါပြီသင်ရှင်မရင်ကြီးရဲ့ဘာမှမသိတဲ့ပုံသားတွေပြောတဲ့စကားဘာမှမသိတဲ့ရှင်မရင်ကြီးနားထောင်တယ်ဒီမဲ့ဟောလောကသုံးလောကထိုတာတတ်ပြည့်ညူမြတ်စွာဘုရားမှာအကုန်စင်သိတာငါလည်းဘုရားထဲမှာခံမသိမဲကိုကွာလာဒီမဲ့ကျုံတော့လိုက်ခဲ့မိဖုရားကြီးကဘုရားလျှောက်လို့ဟိုးနောက်ဘဝတုန်းကကတ္တဗဘုရားလက်ထက်တုန်းကမိမတွေခေါ်ပြီးပျော်ပါတဲ့တထေသား၄ယောက်သူများတာမယာစော်ကားခဲ့လို့ဟိုတန်ရည်ဘူးငရဲကြတာတကားတော့တဲ့သင်နဲ့ဘာမှမဆိုင်ဘူးဒုစီဝိတမစီဝိမရေတန်တော်နာဒရာမသေးလို့ပါဠိဆုံးအောင်ရွတ်ချင်တာမရွတ်နိုင်မဲနဲ့ဒုဆိုပြီးမြုပ်သွားတယ်နောက်တစ်ယောက်ကသဆိုပြီးမြုပ်သွားတယ်နဆိုပြီးမြုပ်သွားတယ်သောဆိုပြီးမြုပ်သွားတယ်အဲ့ဒါလို့ဘုရားဟောတော်မှာတရားနာပိဋကတတ္တဝါတွေတရားစီတတ်မရစ်ပူတော်ဝဲကြီးငိမ့်ခဲ့တာမိမ့်မလိမ္မာမန္လိကာကြီးကြောင့်ပါလားမန္လိကာကြီးဒီလိုတတ္တဝါတွေအသက်ကယ်တဲ့ကိစ္စသူသတိမထားဘူးဟောသေဂာနိကာလကြတော့မောင်ဘုရားကငါလိမ်မိပြီလိမ်မိတယ်ဒီရေချိုးကနှစ်ယောက်ထင်ရတဲ့ဆိုတာမောင်ဘုရားကလည်းယုံမိတယ်သေဂာနိကုသိုလ်သတိမရဘူးအဲ့ဒီအကုသိုလ်ကြီးတန်တရားကုက္ကုဆဖြစ်ပြီးသေသွားလိုက်တာဟောအဝိစီ9ရက်ကြာတဲ့ရုပ်သေဂာနိကြီးတွေမှတ်ထားတယ်အရေးကြီးလုံးနော်အဲ့ဒီလိုအဝိစီ9ရက်ကြာတဲ့ကိစ္စသူမိဖုရားကြီးဘယ်ရောက်တုံးလို့မြတ်စွာဘုရားထံလာလာလျှောက်တယ်ဘုရားကလျှောက်ခွင့်မပေးဘူးဘယ်ပေးမလဲအကယ်၍သာလျှောက်ဖြစ်ခဲ့ရင်အဝိစီကြနေတယ်လို့ဘုရားကလက်မျိုးထိုးပြရတော့မယ်ဒီနေရာမှာကောသလကြီးသည်အဝိစီကြတယ်ဆိုရင်ဘုရားကိုအင်မတန်ယုံကြည်တဲ့မိဖုရားဒါနတွေပြုခဲ့တဲ့မိဖုရားဘယ်မလဲဘုရားကိုးကွယ်တာအဝိစီကကဲနိုင်တာဘယ်မလဲဒါနပြုတာအဝိစီကိုကဲနိုင်တာဘယ်မလဲသီလကအဝိစီကိုကဲနိုင်တာဒါနသီလဘာဝနာပြုဘုရားကိုးကွယ်တာအလကားပဲဆိုပြီးကောသလကြီးပါအဝိစီလိုက်သွားမှတနာလို့ရှောက်ခွင့်မပေးဘူးသူ့တက်မမေ့လောက်တဲ့စကားတွေနဲ့ဘုရားကလှည့်ပတ်ပြီးတော့ဟော9ရက်ပြည့်လို့တရားနာပိဋက10ရက်လည်းမြောက်ရောဟိုကအဝိစီကလွတ်ပြီးနတ်ပြည်တက်သွားပြီအဲ့ဒီကြမှာရှောက်ခွင့်ပေးတယ်ပြီးတော့မိဖုရားကြီးဘယ်ဘုံကဘယ်ဘဝရောက်တော့ဗျာတကားတော့နတ်ပြည်ရှိပြီရဲ့အဲ့ဒီကြမှာကောသလဒါနတွေမဖြစ်ဒါကြောင့်တရားနာပရိသတ်ရေရ
ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်ယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်အမတန်ကွာခြားပါသည်မကွာခြားဘူးလားတရားနာပြိဿကြီးဒါကြောင့်သေကံဤကြီးတွေနဲ့ပတ်သက်ပြီးတော့ထွက်သွားတဲ့စကားလုံးနည်းနည်းလေးတော့ပြန်ပြီးတော့ကျွတ်တို့ဟိုဖတ်ရပါအောင်ဆိုဇက်ကွက်ပြောက်သွားရောသေကံဤဂယုဆိုင်ပါသေကံဤဂယုဆိုင်ပါကုသိုလ်ကောင်းမှုတွေအာယုံပြုပါအာယုံကောင်းလေးနဲ့သေပါဒါကြောင့်ခမည်းတော်အနေနဲ့ကြုတ်သတိပေးပါတယ်သေကံဤကိုပရိဟိုတန်ဃာတွေပင့်ပြီးပရိရွချင်းဆွမ်းကတ်ချင်းသင်္ကန်းရောင်လေးတွေပြချင်းဒါမျိုးကလုတ်ပါဒါမျိုးလုတ်ကောင်းပါတယ်တချို့ကဒါမျိုးမလုပ်ဘူးကလေးတွေသွားမြောက်တယ်အသက်ထွက်ဖို့ကောင်းပြီမင်းတို့စိတ်မချလို့တဲ့နင်တို့စိတ်မချလို့တဲ့သူခင်ဗျားလည်းဒုက္ခခံစားရတယ်နင်တို့လည်းပြုစုရတာဟိုကြီးတာပဲတဲ့အဲ့တော့မထူပါဘူးတဲ့ခွင့်လွှတ်လိုက်ကြတော့လေတဲ့ကလေးတွေကလူကြီးစကားဆိုတော့အဟုတ်မှပြီးဖေးမေသမီးတို့အတွက်သိချတော့သားတို့အတွက်သိချတော့ရိုးရိုးပြောတာမှလည်းသေပါတော့လို့ခိုင်းတာအဲ့ဒီလိုပြောတော့သိရင်ပါဏာတိပါဒထိုက်တယ်ဟဲ့ဒါကြောင့်လူကြီးတွေကလည်းအရက်ထဲကလေးတွေသွားမမြောက်ပါနဲ့ခွင့်လွှတ်လိုက်ပါခွင့်ပြုလိုက်ပါမလုပ်ပါနဲ့ပရိယောသံဃာတော်တွေပင်သုံးကတရားနာသင်္ကန်းလှူသင်္ကန်းရောင်လေးတွေပြအဲ့ဒါသူဂတိဘဝကိုရောက်နိုင်အောင်အာယုံကောင်းနမိတ်ကောင်းလေးတွေပေးခြင်းဖြစ်ပါတယ်ဒါကြောင့်သေကံဤနဲ့ပတ်သက်ပြီးတော့ကြည်ပါခုတန်ရောစဒါနပြုခြင်းနဲ့ပြုခွင့်မရတော့ဘူးသေတော့ပါရဲ့ဒါကြောင့်မင်းအဖေကိုမကြောက်ပါနဲ့ကိုရင်လဲလို့အဖေခေါ်မယ်မင်းလေတကားကြီးလို့ထူပါငါပါရဲ့ခေါ်လာခမများများတော့လာကြည့်လိုက်တာပါရဲ့ကိုရင်လေတကားကြီးကိုရင်လေတကားကြီးရကိုင်းဒီကလေးကစိတ်မရှိဘူးဒါဘယ်နဲ့ကြောင့်ငေါ့တာတော့ပါရဲ့ဟုတ်တယ်ဗျာတော်ရောပေါ့တခါကိုထူးရင်တာရဲ့တော်လာကြည့်လိုက်ဝန်တာပါတယ်တာရဲ့မင်းကတကားကြီးလို့ခေါ်တာဖေဝန်တာတယ်အဖေမနေရတော့ဘူးအဖေလေးမျက်စိတွေပြလာပြီးငါသားလေးရဲ့မျက်နှာကိုကောင်းကောင်းမမြင်ရတော့ဘူးလူလေးအနတ်တို့ပါဦးတာရဲ့လာပါတာရဲ့ကလေးရဲ့ဟိုနားလေးနှစ်ဖက်လက်ဝါးနဲ့အုပ်ပြီးရင်ဘပေါ်ဆွဲတင်လိုက်မင်းကြောက်တယ်ဗျာကျုံဒါကလေးကယုံလားယုံပြီးထွက်ပြေးဟဲ့တာလာလေတာလူကလေးပြေးတာကလေးကဟိုအမေနောက်ကကပ်ပြီးပုံကွက်ကြည့်လူကလေးတာမျက်စိကမမြင်ဘူးတာဆိုပြီးတော့စမ်းတာတော့သားပဲစမ်းတာတော့သားပဲမျက်စိကမြင်မှမြင်ပဲကိုကွာစမ်းတာတော့သားပဲကလေးကအမေနောက်ရောက်နေပြီဟင်ကိုတိုင်ရောစားတော့လက်ကြဘာလုပ်တာတော့မပါဘူးမမရဲ့တာဟောတော့သားကဒီမှာနောက်မှာကွဲနေတယ်မမြင်တော့ဘူးတာမင်းမျက်နှာအဖေမမြင်တော့ဘူးနမရဲ့မောင်ကြီးသေသွားတဲ့အချိန်ခါမှာသားလေးကိုရှင်ပြုရပါကွဲနမရဲ့သားလေးကိုရှင်ပြုရနော်ကြာရကနေပြီးတော့တာရုခေါ်ပါရစေကိုတိုင်ရောစားအမြလို့ဝေလိုက်ပါတော့မောင်ကြီးရှိလို့ရှင်ပြုမယ်ဆိုရင်တစ်နောက်တစ်နဲ့လင်းဆုံးမရဲဆုံးနဲ့အခုမောင်ကြီးမရှိလို့မုတ်ဆိုးမကြီးဘဝနဲ့အသူပေးရမှာနမရဲ့ငါသေးတော့ကိစ္စမရှိဘူးမုတ်ဆိုးမကြီးရှင်အပြုတ်ခလေးချင်းအလှရကဘယ်ဟာရုံးလို့မေးကြရင်မင်းမလို့ပြအဲ့ဒါရှင်မတင်မောင်ပြောပြီးသားဒီမှာကြားနေရောသူကရှောက်ပြောလို့မိုးလင်းမဲ့ဘုံကြီးတော်ပြီဒီလောက်တင်အဲ့ဒါလို့ပြောပြီးတန်ရောစားလေနမကိုတန်ရောစားတာဖေအဖေမနေရတော့ဘူးနမရေမောင်ကြီးရင်ထဲဆိုလာပြီအသက်ရှူကြလာပြီမောင်ကြီးလေကဲသေးပါသေမဲ့လူကသေမှာပြောရတဲ့ဘုံကြီးမသက်တာဘူးကဲစက်ကလေးလေကြခောက်ကနေအနိစ္စရောက်ရောပြုအနိစ္စရောက်တော့မေတုတ္တဟောလူလေးမေဖေကြည့်သားမဟုတ်သားရဲ့ဖေပြုတ်ဖေကလေးကခေါ်မေတုတ္တကအပါကိုကတ်လို့ကိုတန်ရောစားပြုတ်မောင်ကြီးအော်လူတကလောင်းကြီးရဲ့သားလေးကိုရှင်ပြုခြင်းနဲ့ဆို
အခုတော့သပိတ်ကြီးလွယ်ရတောင်ကြီးထမ်းလို့တော့သားလေးကိုအလှတကားကြီးရလို့ရှင်ပြူချင်းနဲ့မကြွားလိုက်ရလေချင်းကိုတန်ရောစာပြုံးမောင်ကြီးကျုပ်လေမုံဆိုးပါကြီးဘဝနဲ့တော့သားကိုပဲလို့လုပ်ပြီးတော့ရှင်ပြူရပါမထုံးအော်ကြည်စမ်းပါဦးမသေးခင်တော့ငါသားလေးခဏခဏပူစားလို့ရှင်ပြူပေးပါဆိုတာကတော့တပွဲနဲ့သင်္ကန်းဝတ်ပေးပါဆိုတာတော်ဝါဒနာမပါခဲ့ဘူးအခုသေးကနီးကာလမှာရှင်ပြူခြင်းတော့တော်ပဲပြူရတော့ထုံးပြုံမောင်ကြီးဟောဒီမဲ့သူတော်ပဲလို့လုပ်ပြီးတော့ပြမယ်ငိုတာဒေသကြီးငိုတယ်လို့မှတ်ပါဗျာအငိုတန်ရင်သိမကောင်းဘူးဟုတ်တယ်မဲ့သူတအတော်ငိုတယ်ငိုရင်ကျုပ်မှာကမှသိမကြဘူးတော့မှတ်တယ်ဟုတ်တယ်ဟိုကြားဘူးလားရှေးတုန်းကဆိုကျုပ်ငယ်ငယ်တုန်းကကဲပြောမယ်ဗျာလက်တွေ့ပေါ့ကျုပ်ကြံဒီကံမှာဟောကိုရင်ဝင်းနဲ့ကြံဒီကံကိုရင်ဝင်းမန္တလေးကကျွတ်တူဥရတဲ့ဖရဆေးတယ်ဒီဘုတ်ထုတ်ဆေးတို့ရက်စားတို့ကြံဒီကံတောင်းနှလုံးနဲ့လာရောက်သူရထားတဲ့မိန်းမကသီလရင်လူတွေစာဓပိဒမရွှေခင်းတဲ့ဗျမိန်းမငယ်ငယ်လေးရထားအဖိုးကြီးကကျွတ်တို့ရှိလေဘုတ်ထုတ်ဆေးတို့ရက်စားတို့လာရောက်ရင်းနဲ့ယောဂတစ်ခုနဲ့ပျက်စီးရောကြံဒီကံမြောက်ကြောင်းပျက်စီးတော့လှမ်းအကြောင်းကြတော့မရွှေခင်ပေါက်လာစာဓပိဒမိတ်ဆက်မြတ်တန်းရှုံးမှာပေါ့လာပြီပြုတ်အလောင်းနာမွေးစီလက်ဖနှောင်းနဲ့ထောက်အော်ကိုရဘုသေးဘူးအစပြောငါလေးကြည့်စမ်းအောင်မျက်လုံးကြီးပိတ်တော့သူများတွေကသေတာလေကိုရရဲ့သူများတွေကသေတာလေသူကမသေတဲ့အတိုင်းပဲမသိတယ်မထင်ဘူးအိမ်မတော့ကမျက်စိကြီးမှိတ်ပြီးတော့အိမ်နေသလို့ကြီးမလေးအိမ်နေတာဒီတော့အသက်များရှူသေးသလားထားဆန်းဆန်းမအောင်ဝဲဆိုဟိုမိမဟုတ်ထဆန်းတယ်ဟုတ်မလို့ဘေးကလူမျက်စိလေအောင်ပြောတယ်မရှူကျုပ်လေခရီးဝေမသွားပါနဲ့ပြောတာကျုပ်စကားနားမထောင်လို့တော်ဒီလိုဖြစ်တာကျမဲကိုရမန္တလေးသိရင်တော့ပန်းရထားကြီးနဲ့သွားရမှာတော့အခုတော့ကျုပ်စကားနားမထောင်လို့တော့မှတကောင်ကျွတ်သေးလို့ရင်းစီးပြီးတော့အလောင်းအချီးနေပြရတော့မှာပါလားမိရွှေခင်မနေနိုင်ဘူးကျွန်းတာပါလောက်ပြစ်လိုက်အောင်မတော့အလောင်းမော်ကြော်ပြီးဝုန်းမနဲ့ကျွန်းပြစ်တို့ဘုန်းကြီးတက်သွားဘုန်းကြီးနောက်ကရောက်တာမသိဘူးကိုရကိုရတို့ဘုန်းကြီးနောက်ကတုံးသွားမလေးကြည့်တော့ငယ်တော့ချီကြည့်တော့မိရတဲ့ကျုပ်တွေတော့အသက်ကြီးတာကြီးယူထားတာမိရမလားလို့ယူတာတော့ခုတော့ရွှေတောင်ကြီးပြောပြီကိုရရဲ့မလေးမိရွှေခင်မနေနိုင်ဘူးကျွန်းတပါးလောက်ပြပြန်ရောပြုတ်ဘုံကနဲ့ကျွန်းပြစ်ပြီးအလောင်းမော်ကြော်ပြစ်ပြီးဟိုဘက်ကျမှလက်အုပ်ကလေးချီဒူးကလေးတုပ်လို့ကိုရကတော့လုံတတ်တဲ့တချို့ကလင်ကောင်းခောက်ပြီးမှကြော့တတ်တာရှိသေးဒီတော့ကျုပ်ဘုန်းကြီးကပြောတယ်ဟာရွှေခင်တဲ့ဟာအကြောင်းကြီးများပြူကြပါဦးဟာဘုန်းကြီးကအောက်ဆင်းလာဟဲ့ကိုရင်နေဘုရားဒီမိမလင်းသေးတာဒလောက်မူတဲ့မိမနောက်ထပ်သိမ့်ကြဘူးကွာကျုပ်ကကိုရင်နဲ့ကမှတ်ထားတာကုတ္တိဟောတော့အဲ့ဒါမရွှေခင်အလောင်းတင်းကြိုပြီးတော့ဘုန်းကြီးလျှောက်သွားတယ်တပည့်တော်ဗျာတဲ့9ရက်ပြည့်ရင်မန္တလေးကဒီလာပြီးတော့ရဲလက်စွန်းလာကပ်ပါမယ်တဲ့မရွှေခင်လျှောက်သွား9ရက်ပြည့်ရင်ရဲလက်စွန်းကပ်ပါမယ်လို့လျှောက်သွားတယ်မရွှေခင်မန္တလေးရောက်လို့3ရက်လောက်လဲကြာရောနောက်အိမ်တောင်ပြူပရက်ဆိုဘယ်ကျွတ်တို့ဘုန်းကြီးတွေရက်လဲစွန်းစားရတော့တုံးမြန်နေတော့ဒါတော့အရထဲအငိုးတဏ္ဍာတွေများတွေ့ရင်ပြောလိုက်ကြစမ်းမှာကြာခင်ဘူးဒါအငိုတိတ်တဲ့ဆေးတော့ပေးတာပဲကြိတ်ငိုရင်တော့မတတ်နိုင်ဘူးပေါ့အငိုတန်ရင်အဲ့ဒီတိုင်းအခုကြည့်မေတုတအငိုတန်လိုက်တာသူတန်ရောစားကျုပ်ပဲလို့လုပ်ပြီးတော့ဟောဒီသားလေးရှင်ပြရပါမထုံးနဲ့ငိုရင်နဲ့ပဲအလောင်းကိုတုတ်တန်လိုက်ဖို့
တရားနာပရိသတ်ကြီးမောင်တန်ရောစာရဲ့အလောင်းကိုလဲတုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်ဒိဗ္ဗံနဲ့ပြောတာမောင်တန်ရောစာအလောင်းလဲတုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်တိလောက်ပြီးထင်တာကြာခင်ဘူးလို့ပြောနေမောင်တန်ရောစာအလောင်းလဲတုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်နောက်တယောက်တောက်ချောင်းဟေးမြန်နဲ့တော့အငိုးသနာတွေသတိထားဘယ်သားလေးရှင်ပြုပြည့်တုံးတရားနာပရိသတ်ရဲ့သားလေးရှင်မပြုဘဲနဲ့ဟာတရားနာပရိသတ်နောက်အိမ်တောင်ပြုပါလိမ့်ဗျာမောင်တန်ရောစာခမရကတော့ယမမင်းထံအစစ်ခံရပြီဟေးတန်ရောစာခမရလာခဲ့ဒီလာခဲ့ဒီလူဘဝတုန်းကဒါနပြုခဲ့ရလားဟဲ့ညာဒါနဆိုတာဘယ်လိုဟာခေါ်တာလဲခင်ဗျကြည်စမ်းกว่าလူဘဝကြီးရပါလေခင်ဗျဒါနမသိခဲ့ဟာဒါနလူဆိုတာလှူတာပေးတာကန့်တာကျွေးတာမွေးတာပေါ့ဟာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဂရီ40တောင်ချမ်းသာပါလေခင်ဗျာအေးတော်သေးရဲ့ကွာဂရီ40ချမ်းသာတော့မင်းကုသိုလ်ဒါနတစ်ခုခုတော့ပြုခဲ့မှာပေါ့မပြုတ်ဘူးခင်ဗျာမရနဲ့တာမသိအောင်ကျွန်တော်မြေကြီးထဲမြုပ်ထားတယ်တဲတော်တာပေါ့ဂရီ40မြေကြီးထဲမြုပ်ထားတော့အခုမင်းယူနိုင်ခဲ့ရဲ့လားဟဲ့မယူနိုင်ပါဘူးခင်ဗျာကလေး40မဆူထားနဲ့ကျွန်တော်ချစ်တယ်မယားကျွန်တော်ချစ်တဲ့သားသူတို့ရဲ့ပိုချစ်တဲ့ကိုယ်ခန္ဓာကိုအကုန်လုံးကျွန်တော်ထားပစ်ခဲ့ရတယ်ခင်ဗျာဒါတွေလူဘဝတုန်းကမသိဘူးပေးပြီးတဲ့အချိန်အမှောင်ထဲရောက်မှရမယ်မင်းနောင်တာကမင်းကျေးဇူးပြုကုန်မလားဟာဟေးဓမ္မမင်းဒါနလည်းမပြုခဲ့ဘူးသီလကိုစောင့်တည်ခဲ့ရလားဟိသီလဆိုတာဘာတော့လာပြန်ပြီဘုန်းကြီးကြောင့်သွားတာပေါ့ကွာဥပုသ်ဆောင်တာပေါ့သီလစောင့်တည်တာပေါ့ဟုတ်ကဲ့ကျွန်တော်ကြောင်းတစ်ခေါက်ရောက်ပါတယ်ခင်ဗျာတော်သေးတာပေါ့ကွာဒါနမပြုခဲ့သည်သီလကုသိုလ်ပါလို့ကျွန်တော်ဥပုသ်ဆောင်သွားတာမဟုတ်ဘူးမင်းကဘာလို့သွားတာဥပုသ်နေကြီးဥပုသ်တွေမုံဟင်းကားတိုက်တယ်ဆိုလို့ကောင်းသေးလားကျွန်တော်မုံဟင်းငါတောက်ရင်တစ်ခေါက်တော့ရောက်မိပါတယ်ခင်ဗျာတဲတော်တဲ့ကောင်ကိုကွာသူကလည်းကူစားရတော့ရတာလေးတော့မှတ်ထားတာပေါ့ကောင်းတဲ့လူမပြောနဲ့အယူတောင်မှတ်သေးပြင်ဦးလားရှေးတုန်းကဟိုကြောင်လန်းပေါ်မှာဇယတစ်ခုရေးထားတဲ့အယူမတယောက်ကကျွတ်မုံဝင်ဆိုတဲ့စာရေးထားတော့ဘုန်းကြီးတွေတွေ့ဒီရင်ဆရာတွေတွေ့အမျိုးမျိုးတွေ့ကြတာပေါ့လေဘုန်းကြီးတွေရောဖေရင်ဆရာတွေရောအကုန်လုံးခေါင်းချင်းဆိုင်ပြီးတော့အဲ့ဒီကျွတ်မုံဝင်အဓိပ္ပာယ်ရှာကြ။ရွာတွေကလူတွေရောတုံအုံနဲ့ဘယ်သူမှအဓိပ္ပာယ်ပေါ်လို့မရ။နောက်အယူမကခုတ်ကြီးဟေးငါရေးထားတာသူတို့တီလန်းတီပဲနဲ့။ဟုတ်ရကိုရိုးနဲ့ပါ။မင်းကဘာရေးထားတာကျွတ်မုံဝင်ငါရေးတာတဲ့ကျွတ်ဆိုတာတည်င်းကျွတ်တဲ့မုံဆိုတာတစောင်မုံတဲ့အဲ့ဒီတစောင်မုံလားဝင်ကဘာပွဲငါမုံဟင်းငါတောက်ခဲ့တာမှတ်ထားလားတဲ့ပြီးရောအကုန်ပဲလက်လာဒါကြောင့်တရားနာပိဿကိုစားရသောက်ရတာလေးမှတ်ထားရကြပါတယ်တချို့ကောင်းတဲ့လူလည်းမှတ်ယူတဲ့လူလည်းမှတ်ပေါ့လေကြည့်တရားနာပိဿကြီးဟိုမှာကျွန်တော်ခမညာလူဘဝတုန်းကမုံဟင်းငါတိုက်တယ်ဆိုလို့ကြောင်းတစ်ခေါက်ရောက်ခဲ့ပါတယ်ခမညာသေရာချိသူကမှတ်သွားသီလလည်းမပါဘာဝနာရောဟိဘာဝနာဆိုတာဘာလုပ်တာလဲဟာထိုင်ပြီးတရားထုတ်တာပေါ့ဟာဟုတ်ကဲ့ခင်ဗျာသူများတွေတော့တရားအထုတ်ပါရဲ့ကျွန်တော်တငုတ်တုတ်တုတ်နဲ့ပြင်းလို့မလုပ်ခဲ့ဘူးခင်ဗျာမင်းကဘာမှမပါဘူးမင်းကဘာမှမပါဘူးကုသိုလ်ဒါနဒါနမရှိသီလမရှိဘာဝနာကနတ္ထိ
嘿，这么每夜多呀冷气，哪个？大爷屋里下来，呀，这把路打住，大爷屋里，呀，大爷屋里挂，家里别保护来看呀，没那路边当下路俺脚步嘛那路，哎，这么地大爷屋里没抢么路挂。ဒီစရာပြောရတာပါနိုင်ငံရေးစကားမဟုတ်ပါလာမင်းငါဒီထဲချမလို့သေဖွေတော့ချုပ်ပြီးတရားနာပိသဆွဲခေါ်လို့ဗျာသူလည်းမလုပ်ပါနဲ့ကျွန်တော်ကြောက်လှကြီးရဲ့လေကြောက်တယ်ကျွန်တော်ဒီထဲမချပါနဲ့ကျွန်တော်ကလေး40ကျွဲဝတဲ့ပစ္စည်းတွေရှိပါတယ်လူပြေပြန်ပြီးတော့ဒါနပြုဝရစေအောင်ခမညာဒါနမပါလို့ဒီလိုတန်ရေဘူးရဲ့ဆင်းရမှာဆိုရင်ကျွန်တော်လူပြေတော့ကကုသိုလ်ဒါနတွေပြုခဲ့ပါရဲ့ကျွန်တော်ပြန်မရစီခင်ဗျာတဲ့ခက်တဲ့ကောက်ဟုတ်ကွာဟေးဓမ္မသေပြီးမှလူပြေပြန်ရိုးထုံးတာရှိသလားကွာဟုတ်ပါဘူးခင်ဗျာကျွန်တော်ကလေး40ရှိပါတယ်ဗျကုသိုလ်ကောင်းမှုပြုခွင့်ပေးပါခင်ဗျာကျွန်တော်လူပြေပြန်လွတ်လို့ကုသိုလ်ကောင်းမှုပြုခွင့်ပေးရင်ကျမမင်းရဲ့ကလေး40ခမရတဝက်ခွေးပေးပါမယ်ခမရမင်းတို့လူပြေလို့ငါလှစားတဲ့ကောင်မှနေမင်းတဲဆိုးတဲ့ကောင်မင်းငါလာပြီးတော့ဟေးလာခဲ့ဆိုပြီးဆွဲခေါ်တော့ဟုတ်ပေါ့ခမရကျွန်တော်ကုသိုလ်ကောင်းမှုကျွန်တော်ကိုယ်တိုင်မပြုတ်ရရင်လေဟိုမယားလေးသွားပြီးတော့ကျွန်တော်သတိပေးလို့မရဘူးလားခင်ဗျအေးအဲ့ဒါလို့တော့ရတယ်ခွင့်ပြုပါခင်ဗျာသွားမဲ9ရက်ခွင့်ပေးတယ်မင်းခန္ဓာကိုယ်ကြီးလူမမြင်စီနဲ့မသိအောင်သွားအတန်နဲ့တရိပေးနာနာဘာဝဝိနာဘာဝဆိုတာဘယ်သူမှသိလက်ခံနေတာမဟုတ်ဘူးပေါင်းပါပြီခင်ဗျာဒါကြောင့်တရားနာပိသ9ရက်ခွင့်ပေးတယ်နော်ခင်ဗျားတို့လည်းလူသေးပြီးတဲ့အခါ9ရက်မပြည့်ခင်ရက်မလဲခင်ရှိသေးတယ်ဆိုပြီးတော့ပေါ့လေအေးရပါပစိုးကောက်လေးထားအင်ကြီးကောက်ကလေးနဲ့စေဝီစိတ်တတ်တဲ့လူစေဝီလေးထားစေလေးတောက်တတ်တဲ့လူစေလေးကလေးထားဝိလာရေတောက်တတ်တဲ့လူဝိလာရေကလေးထားကွန်ကြိုက်တတ်တဲ့လူကွန်ရလေးထားအရက်ကြိုက်တတ်တဲ့လူပလင်းထောင်းသူကြိုက်တာလေးတွေလှုပ်ပေးထားရတယ်ကိုဗျ9ရက်မပြည့်ခင်သူရှိသေးတယ်ဆိုပြီးတော့အဲ့ဒီလိုတရားနာပြိဿကြီးခင်ဗျားတို့ထားကြဒါပေမဲ့လို့တရားနာပြိဿမောင်တန်ရောစပြန်လာအိမ်ထဲဝင်မလို့အလုပ်ခြေကလေးအလှမ်းလိုက်ဟိုင်းတန်ရောစအိမ်တော့တာလက်မခံခင်ဗျာလုံးမနေနဲ့မလာနဲ့မင်းညီဆောင်ပုတ်ဆောင်တာခဏလေးပါခင်ဗျာမလို့ခြင်းဘူးငါအိမ်နဲ့မဝင်နဲ့ဒီကအိမ်ဆောင်နာဆိုတာရှိတယ်နော်ဘယ်လိုအိမ်ဆောင်နာမေတ္တာရှိအောင်အိမ်ဆောင်နာစောင့်ရှောက်အောင်ညတိုင်းအနန္တငါးပါးရှိခိုးလို့မြတ်ဝတ်တက်လို့မေတ္တာပို့လို့အမျှဝေးလို့မနဲ့ဆွမ်းတော်တင်လို့ခင်ဗျားတို့ဟိုအုံသီးကြောင့်ကြီးထားတာတဲ့မေတ္တာပို့ပြီးနေတယ်တချို့ကအုံသီးကြောင့်ကြီးတပြေကက်တော့ထိုးပါရဲ့တဏခါကြီးတော့ဖက်ပါရဲ့ပြီးတော့အုံသီးကြောင့်နာတောင်ပြောမြောက်ပြောနေပါလိမ့်နာမနတနာဇိမ့်စားတတ်တော့တွေ့ရင်တွေ့မှာပေါ့မောင်တန်ရောစအိမ်ဆောင်နကဝင်ခွင်မပေးလို့မတ်တရနေရသည်သို့တော်လည်းတရားနာပြိဿရေအလစ်ဆောင်ရတာပေါ့အိမ်ဆောင်နဆိုတာလေဟိုအမြဲနေတာမှမဟုတ်ဘဲနဲ့သူလည်းရှာရောက်ခွေးရသွားရလာရနဲ့သူကသွားစရာရှိတဲ့ဒီသွားသေးတာကိုအိမ်ဆောင်နအပြင်မဲ့ထွက်သွားအလစ်တန်ရောစကိုတန်ရောစအိမ်ပေါက်ဝင်ပြီးအိမ်ဝင်းပေါက်ဝင်ပြီးကြည်စမ်းရှင်ပြုတ်ပါဆိုမပြုတ်ဘူးရှင်ပြုတ်ပါဆိုမပြုတ်ဘူးမတုတ္တငါသားလေးကိုမင်းရဆက်ဆက်ရေပုံးကြီးနှလုံးကိုမနိုင်မနှင်းအထမ်းခိုင်းတယ်မင်းကဘာလုပ်နေတုံးလို့အိမ်ပေါ်ကြည့်လိုက်တော့ကိုမှကြည့်ပြန်လာနောက်တော့လည်းပြုံးမှာဟင်တဲ့ရက်ဆက်တဲ့မိမအမလေးနောက်လင်ငယ်အားရအောင်ငါသားလေးကိုမင်းခိုင်းတာပေါ့လက်တိတိဝင်ခြင်းတော့လည်းပဲတရားနာပိဿမဝင်သေးဘူး
အဲ့ဒီလင်သားမရှိတော့ဘူးစောင့်နောက်လင်သားလုပ်တဲ့လူကအပြင်ထွက်သွားဝင်သွားပြီးဆိုင်ရောတာမဲသူတရေနှမလို့လေကားချီရင်းကလှမ်းခေါ်လိုက်သူတဟောဒီတန်ခါကြားဘူးပါတလုံးအတူတူနေလားခုမှကြားဘူးတယ်လို့နောက်ဟဲ့အိမ်မတက်သူတအေးမဲသူတနှမဟဲသူတန်ရောစားတယ်နှမနောက်လှည့်ကြည့်ပါအောင်နှမရဲ့နောက်လှည့်အကြည့်လိုက်တန်ရောစားတယ်ပြင်လိုက်မလေးလာတော့ရောက်အောင်လေအောင်ပါနဲ့ကိုအောင်ပါနဲ့ဟင်ကိုတန်ရောစားတော့တေးတာပဲနဲ့ကြောင့်ပြန်လာတာတော့သွားခက်တော့ခက်ကြီးပြန်တချို့မိမတွေကြတယ်ကြည့်ကြတယ်ကိုယ်တိုင်ပြပါပြတော့လေတစ်စီ6တယ်ထင်ပြီးတက်သေးတတ်တာပေပြီးပြီတရားနာပြေးတာကြည့်ကျင်တယ်ပြောပြီးဟုတ်တာမဟုတ်ဘူးကြည့်ခုတကယ်ပြနေပြီလေကိုတန်ရောစားဟင်တော်သေးရတာပြန်လာတာတော့ကျုပ်လာပြီးတော့မချောင်းနဲ့6တာမဟုတ်ပါဘူးမအေးမောင်ကြီးပြောကြရှိလို့ဟင်သွားတော့ကျုပ်မကြည့်ရဘူးသွားမပြနဲ့ကျုပ်မကြည့်ရဘူးလူနေလာပြီခုမှမပြနဲ့မကြည့်ရဘူးဒီပါလေလို့ပြန်တော့ကိုတန်ရောစားပြန်တော့နေပါအောင်နှမရဲ့မောင်ကြီးကိုမနှင်ပါနဲ့ဒီမဲ့တော့အိမ်ဆောင်သားကနှင်ချလိုက်မယ်သွားတော့ဒီမဲ့မောင်ကြီးခဏလေးပြောရစီမောင်ကြီးလေဟိုကုသိုလ်ဒါနမပါလို့တန်ရည်ဘူးရဲ့ဆင်းရမယ်နှမရဲ့အဲ့ဒါမင်းလည်းပဲကုသိုလ်ဒါနမပါရင်မောင်ကြီးလို့တန်ရည်ဘူးရဲ့ဆင်းရမှာစိုးလို့မောင်ကြီးလေဟိုအိမ်နောက်ဖေးငါပြောခင်ချီရင်းမှာဂရီလေးနဲ့မြုပ်ထားခဲ့တယ်ဟင်ခုတန်ရောလားဘယ်လုံးညာနာလို့ဂရီလေးနဲ့ဆိုတော့ဟင်မလေးဒါကြောင့်တော့ဝကျုပ်ကချစ်တာနေစဉ်ကူးနေရတာပါတော့ဂရီလေးနဲ့မျက်နှာများကြီးတာဟင်ဒီမှာမပြောခင်ချီရင်းမှာပြစားကျုပ်ပြစားဆိုတော့ပြောလိုက်ပြဟောဒီနေရတူးပြီးတော့ဒီဂရီ40ကိုဖော်လိုက်ပါနှမဟုတ်ကဲ့ကျုပ်တယ်တတိရလိုက်တာကိုတန်ရောစားညကတော့အိမ်မက်တလို့ပဲဟောလှုပ်ကုန်ပြီမိမများနော်ဟိုတုန်းကမိမပြောပါတယ်ကျုပ်လည်းမျက်စောင်းထိုးကြတယ်မိမတွေအများကြီးกว่าတော့တယောက်ပြောတာနဲ့ဘေးကမျက်စောင်းဝိုင်းထိုးခက်တယ်ကြည့်တရားနာပြိဿကျုပ်အိမ်မက်တောင်ဟုတ်တယ်အေးအိမ်မက်တောင်မြတ်တာဒီမဲ့မောင်ကြီးလေကုသိုလ်ကောင်းမှုကိုယ်တိုင်မပြုရလို့ဟောဒီဂရီ40ကြီးလေတပုံကတော့မောင်ကြီးအတွက်ကုသိုလ်ဒါနပြုပြဝေပါမောင်ကြီးတာတုခွန်ရရင်တန်ရည်ဘူးရဲကလွတ်မှာပါနှမရဲ့ဓဘုံကတော့တာလေးကိုရှင်ပြုပါဓဘုံကတော့မင်းတို့ဇနီးမောင်နှံ3ပါလို့ပြောလိုက်ကိုတန်ရောစားကုသိုလ်ကောင်းမှုလည်းမပြုတ်နိုင်ဘူးတော့ဒီမဲ့တာလေးလည်းရှင်မပြုတ်နိုင်ဘူးသူခိုင်းစားရအောင်မဲတော့ဟင်မင်းတရစက်ပါလားဒီမဲ့ကြော်ရစ်တဲ့လို့ကျုပ်ရစရဟာပြီးတော့လေဒီငွေတွေကိုဒီအတ္တပြားကြီးပစ္စည်းတွေကျုပ်ဘာမှမလုပ်ဘူးကျွတ်တော့300ဆွဲရမယ်တော့နှမရဲ့မင်းမောင်ကြီးပေါ်ရက်ဆက်ပလားနှမရဲ့ဒီမဲ့ကျုပ်ရက်ဆက်တယ်မပြောနဲ့တော်ကရက်ဆက်လို့စီးတယ်ရေးဆဲတယ်ကစင်းစန္ဒပင်းတင်ချစ်ချင်းမရမျက်စပ်ပိုးဝင်ဆိုတာလောကလည်းငါထွင်ပြောတာမဟုတ်ဘူးတကယ်ပြောထားတာတော်ကကျုပ်ကိုမချစ်လို့ဒီကလေး40အတိပေးတာပေါ့ဆင်းရဲတဲ့မွဲနဲ့ဆိုပြီးတော့တားလေးလည်းချင်းမပြုတ်ခဲ့ရဘူးတော့ကြောင့်ဘာကုသိုလ်မှမပြုတ်ခဲ့ရဘူးအင်းကြီးအစုပ်ထမင်းအစုပ်နဲ့နေခဲ့ရဒီမဲ့တော်လေးကျုပ်ကိုမချစ်လို့ကျွတ်တို့သားမိမြောက်ကိုသေတာတောင်ပြောမသွားဘူးအခုကျုပ်ကုသိုလ်ကြောင့်ဒါတွေ3တိုက်လို့တော်လာပြောရတာဒီမဲ့ကိုတန်ရောစာတော့ကြည့်ရတာလေညှိစောပုစောနိုင်တော့မျက်နှာလည်းမကြည့်ကျင်ဘူးပြန်တော့ရက်ဆက်ဟေးတကားတို့ဒီကင်ကြည့်ရှုလုပ်သွားကြတယ်နောက်ပိုင်းကသိဟုတ်တာမဟုတ်ဘူးကြည့်ခုရက်ဆက်ကြီးကုသိုလ်လေးပြုအမျှဝေဖို့တောင်မရဘူးပြန်တော့တယ်တကားတို့မသေးခင်မှားတာပါကြည့်ရှုလူသွားကြတန်းသွားကြနောက်ပိုင်းကတည်းဟန်ကြတာမဟုတ်ဘူးအဲ့ဒီလိုနဲ့တရားနာပြိဿပြန်တော့ဆိုတော့လေအမလေးရဲ့ဆက်ကြီးမင်းကကိုပြောရလေချင်းနှမရဲ့
မင်းနောက်လင်နဲ့အာရအောင်ငါကိုပြောတာပေါ့ရဲ့လို့ရှုံမဝတဲ့အခါမှာငိုပြီးပြုတ်တန်ရောစားကြုတ်ကြည့်မနေညဉ့်ညာတော့ကဟိုဝင်းဘူတို့ကတော့ကျုပ်အမေကြီးကိုအောင်စိနေကျုပ်နဲ့ရင်းပြီးသူပါလာလို့ခွန်းနေတိမ့်ပြီးတိမ့်ရပါတယ်သူနာတင်တို့ကြတော့ငမရမြောက်လာကြောက်ကြတော့ဗျာတဲ့ကြည့်ရှုတော့ပါဒီမင်းတို့လည်းငါဘက်မနဲ့နဲ့ဟုတ်တယ်လေဟိုဇာယုံနဲ့ကတ်နေတာကိုဒီရန်ကုန်ကရုပ်ရှင်မင်းသားမင်းသမီးအစိုးရတွေပြဿဌာနကနေပါဘူးတမျိုးကြီးအဲ့ဒီတုန်းကလာကြတယ်တက္ကသိုလ်မြကြီးပါတယ်တန်းထွန်းလေးပါတယ်မောင်းမောင်းညွန့်ပါတယ်ပြီးတော့ခင်စောသူလားဘူးသူလားရုပ်ရှင်မင်းသမီးတင်းတင်းလှတို့ပလဲတို့ကြီးလေးတို့ချိုးပြုံးတို့ကြောင်ကြားလားမိမလားမသိဘူးခြားခြားနဲ့ရွှေလုံးဆိုတော့ပါသေးတယ်ဟုတ်တယ်ကျုပ်ကစားရွှေလုံးဆိုလို့ယောက်ျားမှတ်တယ်သူကဘယ်ရွှေလုံးဟုတ်တော့သူတို့နဲ့စတွေ့တာကျုပ်နဲ့သူတို့နဲ့မျက်နှာချင်းဆိုင်သူတို့ကလည်းခွန်းနေကျုပ်ကလှဲ့ထားကျုပ်ဘက်ကကလေးတည်းလည်းခွန်းရှည်ကြီးအဲ့ဒီဘက်လှဲ့ထားသူတို့ဆိုးနေတာလည်းကျုပ်မြင်ရတယ်ကျုပ်ခေါင်းနေတာလည်းသူတို့မြင်ရနောက်ပိုင်းကျတော့သူတို့ကစီးနဲ့ဝါနဲ့လို့ကျုပ်ကအော်ခြင်းအော်တယ်ဘုန်းကြီးကျုပ်အော်လိုက်တော့ပိဋကတန်ကြီးကဝေါကနေဘာမှလုံးဖြစ်ဘူးဟိုတီးတဲ့ကောင်တွေတောင်ခေါင်းမြောက်ခေါက်ဖြစ်ကုန်ရောအဲ့ဒါဆရာတော်ဖျားတဲ့အလုံးလုံးမဖြစ်လို့တဲ့ခွန်းတိမ်ပေးပါဆိုလို့ဘုရားပွဲလောက်ကြတဲ့လူချင်းဆိုတော့လေကျုပ်ကလည်းတိမ်ပေးပါတယ်နောက်အဲ့ဒီကက်နဲ့စိန်တို့ကြတော့ကျုပ်နဲ့ကက်နဲ့စိန်တို့เนี่ยမသိဘူးတရားနာပိဋကရင်းလည်းမရင်းနှီးဘူးပေါ့လေအဲ့ဒါတရားနာပိဋကသူတို့ကပြတ်စခံရအောင်ရောပြစ်လိုက်တာတိုက်ပွဲခါတုံးဆိုတခါလေဒါမဲ့ဇက်ယုံအထက်လေးဟောမိကိုကြီးတွေလုံးလုံးတက်လာအဲ့ဒီတော့ကျုပ်ပြည့်သက်ကအဲ့ဒီကတက်ဒုံးဆိုကျုပ်ပြည့်သက်ကနောက်လှည့်ပြီးဟာပြစ်တာဟာပြီးရောကျုပ်ဟောမဖြစ်ဘူးဟောမဖြစ်မဲ့သူကျုပ်ကလည်းပါတယ်မနိုင်တဲ့ဇက်ကျုပ်ခင်းနိုင်တဲ့ဇက်ကိုခင်းတတ်ပြိဿကြီးလို့ကျုပ်လည်းနဲ့မောပါပြီလို့ဟိုဘက်ကတိုက်ပွဲလေးပါလိမ့်ပြီးနားထောင်တာလို့လားပြီးတော့မှဆက်ခေါ်တာဘောလို့ခင်ဗျားတို့လည်းနားထောင်ရတာအရသာပြည့်တယ်လို့ကျုပ်တန်အောင်ကျုပ်ကရပ်ထားတယ်နားထောင်ပြီးတရားနာပိဋကအဲ့ဒီကအတန်ကြီးလဲရရကျုပ်ဒီဇက်ထုတ်ကောက်ပြီဒီဇက်ထုတ်ကောက်ပြီလားကျုပ်ကလူပါပဲဖုန်းကြီးပါပဲဘယ်ရောက်ကုန်တယ်မသိကျုပ်ကစားကလည်းရောင်တယ်လူတွေကလည်းပြောရကြတယ်ကျုပ်ဒီလိုပေါင်းရှာပြောတန်ဒီကံဆရာတော်လူထွက်သွားပါမိမရပါဒါတွေကလည်းဘွက်ပေါက်လို့ပါတပြေလို့ဒီတဲ့ရေနံချောင်းကဆွမ်းအမတယောက်ကငွေ9သိန်းလောက်ချီးပါဟောကြကျုပ်9သိန်းပဲရှိပါလို့ခမရစကားဆန်းတယ်တခုခုတော့ကြားပြီးခင်တယ်တန်ဒီကံဆရာတော်တဲ့ရန်ကုန်ကဟိုသိန်း30လောက်ချမ်းသာတဲ့မိမနဲ့ထွက်ပြေးတယ်ဆိုဟိုတောက်တဲ့ကျုပ်မှခန်းနေရတာပြောပါလေဒီထဲတရားနာပိဋကဟိုကျုပ်ဒီရန်ကုန်မြို့ပေါ်မှာကျုပ်ကအရှိပိုင်းဟောနေတယ်နောက်ပိုင်းကရက်ွက်တီတော့ကျုပ်မသိလို့ပွဲတော်ကပြက်သွားတယ်လေတို့မင်းသမီးအတန်ကောင်းတာတော့မပြောနဲ့လေတဲ့ငွေ1000ဝင်ငွေရှိတဲ့လူတယောက်ကလာစတယ်ဒီမင်းသမီးကညင်းတယ်2000ဝင်ငွေရှိတဲ့လူလာစတယ်ဒုမင်းသမီးကညင်းတာပဲပေါ့9000ဝင်ငွေရှိတဲ့ပုဂ္ဂိုလ်တယောက်လာစတော့ဒုမင်းသမီးစဉ်းစားတယ်ဘယ်သူတော့ဟာကြမ်းနေကြမ်းကွာတဲ့ကျုံလည်းအဲ့ဒီမင်းသမီးရှိတယ်ခါမှမသွားဘူးပါဒီလူတွေတောင်ပြောမြောက်ပြောလို့ဆိုမှဒါတွေလျှောက်ပြောလို့ပြီးမှမဟုတ်လို့ကန်ဆက်ကြအောင်လို့ဘယ်နာတောင်ရောက်သွားမှမသိဘူးအဲ့ဒီလိုတက်ဒုံးဆိုတော့ဟိုအုံးဆိုတဲ့အလုံးကြီးတစ်လုံးပြည့်ရတာမသက်သာဘူးကျုပ်ကဒီကောင်တွေမိုးလင်းထိမပြည့်နိုင်ဘူးဆိုတာတွေ့တယ်လေတွက်တာပေါ့အဲ့ဒီအလုံးကြီးတစ်လုံးကရှစ်ကြက်ကုန်တယ်ဒီကောင်တွေတညာလုံးပြည့်မွဲမယ်ဒါကြောင့်ဒီတိုက်ပွဲတညာလုံးမတိုက်နိုင်ဘူးဆိုပြီးသူတို့တိုက်ပွဲအစဲကိုကျုပ်ကရက်သူတို့လည်းညင်ရောပြိဿအဲ့ဒီကျုပ်မူချင်းကောင်းတယ်ရှုမဝတဲ့အခါမှာကောက်ဝင်လိုက်ဒါယုံတွေကလူတွေကောင်တွေဖုန်းကြီးနဲ့ငိုတာထွက်ပြေးလာကြတုဒ္ဒခေကညာမရင်ကြေးလိုက်ပုံငါဟာနောက်မှတွေ့တဲ့လင်ငယ်လေးကိုအားရစေဖို့လင်ကြီးမပြပါပွေရအောင်ဟေးမသူတရဲ့နေရလေအောင်ဟာ
နေရလေတို့ကောင်းမှုလိုက်တာဇာယုံနဲ့လူရောက်ဟာတိုးတာဟိုဘက်ကတိုးဒီဘက်ကတိုးဒီကငိုတာဇာလေးကြည့်နေငိုတာတော့မစကြည့်ချင်တယ်ဝတ်တော်ချလာမမြင်ဘူးတော့လေတော်ကြည့်ချင်တာလူသားတွေကခက်တယ်ဒါကြောင့်မမြင်ဘူးကြည့်ချင်ကြတဲ့ကိုတချို့ကလည်းငိုတာပါးစပ်ကလေးကြည့်ချင်တယ်ဆိုတော့အဲ့ဒီတော့ကလူတွေလုံးလာတော့ကျုပ်ကလည်းဆက်ငိုတယ်ပြိဿတွေးဆလို့ရှုပ်လိုက်ပါအောင်မဲ့သူတာရဲ့လေးဝါစုဆိုတာဟာအပေဘုံဒုက္ခတိလောင်းမေမောကြည်စံကွယ်ကျုပ်တကယ်ပဲသွားရမယ်တဲ့မဲ့သူတာရဲ့နှမလို့ငိုနေတော့ရှိသေးလာပြီအိမ်တော့လာပြီအိမ်တော့ကနှာခေါင်းလေးရှုံနဲ့ဟုတ်ဆောင်လားဘာရင်နဲ့ဘာကောင်သေးနေပါလဲဟုတ်ဆောင်တာနဲ့လာဟိုကလေကတိနောက်ပြန်လေးရနေတန်ရောစားမျက်နှာပြည့်လောက်တဲ့လက်ဝါးကြီးနဲ့ပုတ်လို့ဟိုင်းတန်ရောစားခင်ဗျာမလေးဘယ်လဲလာကြတော့နှမခင်မလေးမောင်ကြီးပြရတော့မယ်နှမရဲ့အိမ်ဆောင်တာရောက်လာပြီမောင်ကြီးမနေရတော့ဘူးနှမရဲ့ကုသိုလ်ဒါနလေးပြုတ်ပြီးတော့အမျှဝေပါကွယ်နှမရဲ့ကုတန်ရောစားတော့ကုသိုလ်ဒါနပြုတ်ပြီးညမို့လို့ပုံစော်နာလို့အိမ်ဆောင်တာကရိုက်နေတယ်ပြန်ရုပ်စင်လိုက်တာဘယ်ကြောင့်ချာကောင်းနော်သူတို့ကမိမပြောပါလေကြည်ရနာပိဋကမောင်တန်ရောစားကအဲ့ဒီကြတော့ကမှရှုမဝရခါမလေးရှုမဝရခါမသူတခင်ကညာမကြီးကြေးလိုက်ပုံငါဟာနောက်မှတွေ့တဲ့လင်ငယ်လေးကိုအားရစေဖို့လင်ကြီးမပြပါပွေရအောင်ဟေးမသူတရဲ့နေရလေအောင်ဟာမလေးငါကိုနေနဲ့ငါတန်ရဘူးမရဲ့ပြန်ရတော့မယ်မင်းလည်းကုသိုလ်မပြုနဲ့လေမောင်ကြီးတန်ရဘူးမရဲ့ခံရသလိုခံရမှာတနာလို့ငါကိုလည်းတနာပါအောင်မင်းကိုလည်းငါတနာလို့လာပြီးတော့သတိပေးတယ်ကိုတန်ရောစားပြန်တော့ကိုအကြောင်းနဲ့ကိုကျုပ်ခံစားတိုက်ကိုတော်လာပြရတာမလေးရဲ့ဆက်ပြောရလေချင်းတွေးဆလို့ရှုလိုက်ပါအောင်မဲ့သူတာရဲ့လေးဝါစုဆိုတာဟာအပေဘုံဒုက္ခတိလောင်းမေမောကြည်စံကွယ်ကျုပ်တကယ်သွားရမယ်တဲ့ဟမမင်းတွေးဆလို့တနာငိုတကူဒေသဘသူငိုနေတာတော့တို့လေးပြောပါလိမ့်ကြမ်းအယောသာအဲ့နဲ့ခင်ဗျားတို့ကိုင်းတရားနာပြိဿကုသိုလ်ဒါနမပါတဲ့မောင်တန်ရောစသည်တန်ရဘူးငရဲသို့သာပြန်ပြီးတော့ခံရပါတယ်အမောင်ဘဝအမောင်သေးရောက်မှရတဲ့သူ့နောင်တကသူ့ကျေးဇူးမပြုတော့ပါဘူးညာခင်ဗျားတို့လည်းယခုခေတ်ယခုအခါမသေးခင်ကာလကအမှောင်ထဲမရောက်ခင်ကကြိုးစားပြီးဒါနတို့မြုပ်နိုင်ကြပါစေလို့ကျုပ်သတိပေးပါတယ်12နာရီခွဲပါပြီသာဓုခေါ်ပြီးမှပြန်ကြခဏလေးကိုင်းဆိုကြစမ်းတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးခဲ့လျင်ခြေချိန်နဲ့ဖုံမုံစိတ်တွေပြစ်ပြီးအသီးသီးတော်မိမိတို့အင်္ဂယဌာနသို့ငေဝတန်တုသီခရစ်သာပြန်ကြပြီတော့ငေဝတန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေတရာဆွေကလျံပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေတာဓုလေးခေါ်ပြီးအောင်တောင်းမနေနိုင်မဲ့ပြန်ခြင်းလုံးလို့လှုပ်လှုပ်ရွာလုံနေတဲ့ဟာတွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း